အားလုံးပဲမင်္ဂလာပါနော်ဆရာတို့ပြန်စလိုက်အောင်ဆရာတို့ဒါလေးကတော့ဆရာတို့73ရက်နေ့ကနေ18ရက်နေ့အတွက်ကျွန်တော်မျိုးတွေအတွက်အပတ်တိုင်းဆရာတင်ဆက်ပေးနေကြဖြစ်တဲ့ပေါက်သီး3ချိန်စာပေးမှာဖြစ်ပါတယ်နော်နော်ဆရာဒီကျွန်တော်မျိုးတွေကိုတင်ပေးတဲ့ခါတွေမှာဆိုဆရာဒီမူတွေ formula တွေကိုအများနဲ့တင်ပေးပါတယ်ဒါကြောင့်မလို့ဆရာရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်တဲ့မျိုးတွေအားလုံးမိမိရဲ့ဘောအဆောင်လေးထဲမှာလိုက်ပြီးတော့ရေးမှတ်ထားပေါ့နော်ဒါဆိုရင်နောက်ကျရင်ဆရာကိုမတွေ့တဲ့အခါဆရာရဲ့ live ကိုမတွေ့တဲ့အခါဆရာကျွန်တော်ရဲ့မျိုးတွေက internet line တွေမရတဲ့ခါတွေမှာဆိုမိမိရဲ့ဘောအဆောင်လေးထဲမှာရေးမှတ်ထားတဲ့မူတွေရကျွန်တော်မျိုးဒီပေါက်သီးကိုနော်အနည်းဆက်ဆုံးခံမှန်းလို့ရတာပေါ့နော်ဟုတ်ပြီဗျာနော်ကျွန်တော်မျိုးတွေအားလုံးပဲဒါဒီ73ရက်နေ့နဲ့18ရက်နေ့အတွက်ဆရာရဲ့2သိန်းနဲ့4လုံးခွေလေးဖြစ်ပါတယ်နော်2သိန်းနဲ့4လုံးခွေလေးမှာဆရာတို့ရဲ့4ဘင်းကလင်နာရဲ့အောက်ဆုံးအပတ်တိုင်းမှာ2345ဘူးပါခွေဆင်းတယ်တဲ့4ဘင်းကလင်နာဆိုတာကဆရာတို့ဒီတပင်2ပင်3ပင်4ပင်ဆိုတဲ့4ဘင်းကလင်နာရဲ့အောက်ဆုံးအပတ်တိုင်းမှာတဲ့ဘာခွေထွက်လဲဆိုတော့2345ဘူးပါခွေဆင်းပေးပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေကဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးနော်မိမိမှာကလင်နာလေးရှိတာပဲနော်မိမိရဲ့ကလင်နာလေးနဲ့စစ်ကြည့်ပေါ့နော်စစ်ကြည့်ပေါ့နော်ဆရာတို့ဒီမှာ2345ခွေမှာဆိုရင်35လို့ထွက်တယ်ဒီမှာ23လို့ထွက်တယ်ဒီမှာ45လို့ထွက်တယ်44လို့ထွက်တယ်23လို့ထွက်တယ်34လို့ထွက်တယ်25လို့ထွက်တယ်25လို့ထွက်တယ်5နှစ်လို့ထွက်တယ်4535လို့ထွက်တယ်54လို့ထွက်တယ်45 4နှစ်23လို့ထွက်တယ်เนาะဒီမှာတော့သူဒီเนาะဖောင်းပင်3ရက်တောင်ရှိရတဲ့အတွက်ကြောင့်မလို့ဒီမှာတော့မကြောက်ဘူး54လို့ထွက်တယ်33လို့4နှစ်လို့ထွက်တယ်5နှစ်လို့ထွက်တယ်5နှစ်လို့ထွက်တယ်33 43လို့ထွက်တယ်ဒီမှာလည်းပဲ35လို့ထွက်တယ်အဲ့ဒီတော့ကလင်နာတစ်ပြင်လုံးမှာမှန်ကန်မှုနေထားရှိထားတယ်ဒီဘက်မှာလည်းပဲကျွန်တော်ရဲ့မျိုးတွေဒီ2345ပူပါခွေလေးထိုးမယ်ဆိုရင်ပေါက်တိတစ်ချိန်စာတေချာပေါက်ရမှာဖြစ်ပါတယ်ဆရာအနေနဲ့ရွေးပေးတာတော့25နဲ့35ကိုရွေးပေးပါတယ်ဒီလိုရွေးပေးတာလည်းပဲဆရာတို့ဒီအကြများတဲ့နောက်ဆရာတို့ဒီ23နော်25နဲ့35ဒီအမြဲတမ်းအကြများတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မျိုးတွေကိုပြင်းအနေနဲ့ရွေးပေးထားတာဖြစ်ပါတယ်ဗျနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့မျိုးတွေကနော်ဆရာရဲ့မိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့ကျွန်တော်ရဲ့မျိုးတွေကနော်မိသားစုဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါနော်ဒါတော့ဆရာရဲ့ Viber ဖုန်းနှလုံးဖြစ်တဲ့669569996နဲ့83494929ရဲ့ Viber ကနေဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါနော်ဒါတော့ငွေလဲဖုန်းပေါ့နော်ဒါတော့အရင်ဆုံးကတော့ Viber ကနေပြီးတော့နော်ဒီမိသားစုလို့ပို့ပေးလိုက်ရင်ရပါပြီတစ်ပတ်လုံးမှာ1000ပါပဲနော်တစ်ပတ်လုံးမှာ1000ပါပဲဟုတ်ကဲ့ပါဒီ line မောကနေထိုးရတဲ့မျိုးတွေရှိတယ်ဆိုရင်လည်းဆရာရဲ့နော် Golden 7 application မှာဝင်ထိုးပေးပေါ့နော် Golden 7 application မှာဆိုရင်နော်ကျွန်တော်မျိုးတွေ 2D မှာဆိုရင်600ခိုင်တော့ commission ပြန်ရတယ် 3D မှာဆိုရင်10ရာခိုင်တော့ commission ပြန်ရတယ်နော်အဲ့ဒါတော့ commission ပြန်ရတယ်ဆိုတော့မစိုးဘူးလေနော်ဆရာရဲ့မိတ်ဆက်ကိုဖြစ်တဲ့ A89845နဲ့လို့တော့ထည့်ပေးပေါ့နော်ဒီရဲ့နော် application ရဲ့ link ကိုလည်းပဲဆရာရဲ့နော် video file အောက်မှာဆရာတင်ပေးထားမယ်နော်တင်ပေးထားမယ်ဟုတ်ကဲ့ပါနော်ရမှာတော့ကျွန်တော်မျိုးတွေအားလုံးပဲမိသားစုဖွဲ့ဝင်မယ်ဆိုရင်ဆရာတို့ဒီလိုနော်3လုံးခွေ4လုံးခွေမွေးကတ်နဲ့ပတ်တီးတွေရမှာပေါ့နော်ဒါတော့အရင်ပတ်တုန်းကဆရာတို့ဒီမှာခွန်9မှာဆိုလဲခွေ8 9ခွေမှာခွန်9လို့ထွက်တယ်ခွန်9တွေထွက်တယ်ခွန်9 3ညာ9တွေရှင်းနဲ့ပတ်သက်ပြီးတော့ဆရာတို့ဒီနော်ရှင်းနော်ဒီမှာ8 3တွေရောဆရာတို့ထွက်ခဲ့တယ်ပေါ့နော်ကျန်တဲ့ဒီကနော်အာမကန် break ကတ်တို့အာမကန်ထိတ်စီကတ်တို့ကတော့ထပ်ဝယ်ရမှာပေါ့နော်အဓိကတော့မိသားစုဖွဲ့ဝင်ရောကျွန်တော်တို့လုံလောက်ပါတယ်နော်ဟုတ်ပြီဗျာနော်ဒါလေးကို sequential လေးရိုက်ပြီးယူထားပေးပါဆရာတို့နောက်ထပ်မူလေးနဲ့တူပြန်တွေ့မယ်အားလုံးပဲနော်ဘိုင်နော်